ထားမယ်နေရာတပြက်သီးထားခေါ်တွေအမိုက်တွေကော်တဲ့ခေါ်တွေထားမယ်နေရာသူ့နေရာနဲ့သူထားတတ်တဲ့ရဲ့ပြီးမှနောက်ဆုံးကနေသင်္ကန်းယုံပြီးကြွဒါကြောင့်အမျက်ဆုံးပုဂ္ဂိုလ်ဆိုတာကလူတွေသိမလှုပ်ချင်တဲ့အနှိမ်ဆုံးလို့ထင်ထားတဲ့အလုပ်တွေကိုအောက်ခြေချင်းလှုပ်တတ်ကြတယ်အမျက်ဆုံးပုဂ္ဂိုလ်တွေအောက်ခြေချင်းအလုပ်တွေလှုပ်လာမလို့ဘူးလားအိမ်သားတဲ့ဝင်သွားရင်တန်တန်ရှင်းရှိနေရမယ်။ကိုင်းလင်္ကားလေးလိုက်ဆိုအိမ်သားရေလောင်းသူတော်ကောင်းမလောင်းသူမှာသူယုတ်မှာအိမ်သားရေလောင်းသူတော်ကောင်းမလောင်းသူမှာသူယုတ်မှာဆိုကြည့်တဲ့နှစ်ခေါက်လောက်ဆိုကြည့်တစ်ခေါက်ဆိုမယ်ဘဘခီးသွားရင်ဘဲသွားအိမ်သာတဲ့ရောက်ရင်အရင်ဆုံးအိမ်သာကိုဆေးတယ်အိမ်သာတန့်ရှင်းလုပ်ပြီးမှအိမ်သာတက်အပေါ်ပဲသွားအလေးပဲသွားရောက်တဲ့နေရာမှာအရင်ဆုံးအိမ်သာတန့်ရှင်းလုပ်တယ်အဲ့ဒါကအစင်းမြင့်တဲ့စိတ်ကိုယ်ဒီမှာရှိမှလုပ်လို့ရဘောရေသူများတွေကယူတာပေါက်ထားတာနန်လိုက်တာနှာခေါင်းပိတ်ပြီးတော့ကိုယ်လည်းပေါက်ထားခဲ့တာဆေးတောင်မဆေးဘူးဒီလိုထွက်သွားတဲ့သူတွေအများကြီးရှိလားမရှိဘူးလားဒါကြောင့်ဘုံတားတဲ့သူတို့ဘုံစဉ်းစားတာလေဖုံပြီးတော့ဒုတိယအိမ်သာတက်မဲ့သူစိတ်ချမ်းသာပါသေးတဲ့သိအဲ့ဒီသိအမြဲတမ်းရှိကိုရှိရလူဘသူတက်တော့ကွာကိုအလက်ရောက်အိမ်သာတန်ရှိဖို့လိုလားမလိုဘူးလားအဲ့ဒီစိတ်ကိုမင်းတို့ငငယ်လေးတည်းကလေ့ကျင့်ထားရင်ကိုတိုင်းပြည်ဘသူလေးလက်ထက်ကပြက်ခဲ့ဒိုးလက်ထက်ကောင်းအောင်လုပ်ဖို့လိုလားမလိုဘူးလားသူများတွေလှုပ်သွားတာသူများအပြစ်ဒိုးလက်ထက်လေရောက်ရင်ကောင်းအောင်လုပ်ဖို့လိုလားမလိုဘူးလားဟဲ့အဲ့ဒီစိတ်တက်ကိုသားတို့သူတို့အမိုက်ကျုံတဲ့စီကနေစအိမ်သာရေလောင်းတဲ့စီကနေစတက်ကတူပညာတွေကနေသွားလို့မရဘူးပညာသက်လူယုံမာတွေအများကြီးပညာသက်အစင်တန်းမရှိတဲ့သူတွေအများကြီးတက္ကသိုလ်ပညာတွေရောမသင်နဲ့လို့ပြောတာဟုတ်ရဲ့လားမဟုတ်ဘူးအခြေခံစိတ်ထားကောင်းဖို့အရေးကြီးလားမရှိဘူးလားဒါကြောင့်စိတ်ကောင်းရှိဖို့ပထမတဲ့ပြောကြည့်ပါလေတော့ဟဲ့ဒါကြောင့်အခြေခံစိတ်ထားတွေရှိဖို့လိုလားမလိုဘူးလားအဲ့ဒီအခြေခံစိတ်ထားစီကံနေကောင်းတာကြတော့ပါဠိလိုဘာလို့ပြောတယ်တော့ဝိနယောစာတုတိခိတော့ပြောကြည့်ပါဦးအဲ့ဒီစိတ်ရှိမယ်ဆိုရင်သားတို့ကဝိနည်းကျင့်ဝတ်တွေလိုက်နာတဲ့စီကံကောင်းတဲ့မိဘဆရာသမားတွေကိုကူညီတဲ့သူတော်ကောင်းစိတ်တဲ့ရှိတဲ့ကလေးတွေဖြစ်မသွားဘူးလားအဲ့ဒီကလေးတွေကအထက်တန်းသားကလေးတွေလားအောက်တန်းသားကလေးတွေလားဒါကြောင့်အထက်တန်းသားကလေးတွေဖြစ်ချင်းအိမ်မှာမိဘတွေကူအမိုက်လဲတန်ရှင်းလို့မိဘတွေရဲ့အလုပ်ကိုကူလို့အရေးကြီးလားမကြည့်ဘူးလားအဲ့ဒီကနေစရတယ်နော်ဗိုလ်ချုပ်အောင်ဆန်းတို့ကနိုင်ငံအကြီးအကဲလွတ်လပ်ရေးခေါင်းဆောင်ကြီးဖြစ်သွားတာအဲ့ဒါဆိုတဲ့ကဗိုလ်ချုပ်အောင်ဆန်းတို့ကတနင်္ဂနွေတရက်လို့ပေါ့ကွာတပတ်တရက်ရုံးပိတ်တဲ့ရက်ကိုသူ့အိမ်ဘေးမှာခန်းကျင်ပင်လေးတွေစိုက်တယ်ခန်းသီးပင်လေးတွေစိုက်တယ်ဘူးပင်လေးတွေစိုက်တယ်မကွေးမျိုးတဲ့ဘက်ကဗိုလ်ချုပ်ရဲ့အိမ်မှာလေအိမ်နောက်ဖေးဈေးဆိုင်တဲ့ဆိုတဲ့အတိုင်းပဲအဲ့ဒါလေးတွေစိုက်ထားတာတွေ့ရဟောနောက်တကအားတဲ့အချိန်ဆိုရင်စာဖတ်တယ်ပင်လုံကြီးလာကန်ချုပ်ဆိုနေတဲ့အချိန်စီဝဲမှာလေတိုင်းရင်းသားပေါင်းစုရဲ့အခွင့်အရေးတွေတောင်းဆိုချက်တွေအများကြီးနဲ့ခေါင်း60ကောင်းလိုက်အစီဝဲလေခဏနားတဲ့အချိန်ကိုဗိုလ်ချုပ်အောင်ဆန်းစာထိုင်းဖက်ခဲ့တဲ့နေရာတဲ့ပင်လုံကြောက်တာကြီးရှိတဲ့ဘေးမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်အဲ့တစ်ပင်ကြီးမှာဆိုင်းပုတ်လေးချိတ်ထားတယ်ကလထိုင်ပလက်ကလထိုင်လေးနဲ့ဗိုလ်ချုပ်အောင်ဆန်းစာထိုင်းဖက်ခဲ့တဲ့နေရာတဲ့တို့ကဗိုလ်ချုပ်အောင်ဆန်းကိုချစ်တာအဲ့လိုသိပြီးတော့ချစ်တာဟာတို့ရဲ့နိုင်ငံကောင်းဆောင်ကြီးလွတ်လပ်ရေးကောင်းဆောင်ကြီးကအခြေခံကြတဲ့စိတ်ဓာတ်တွေရှိလိုက်တာဟောနောက်တခါဥသန့်ဆိုတာကြားဘူးလားဟဲ့အဲ့ဒီဥသန့်ကသားတို့သူမှတ်တာနိုင်ငံခြားလို့မဟုတ်မသားဘူး ready made မဟုတ်နေမသားဘူးဥသန့်ကလေနိုင်ငံခြားလို့တဲ့မဟုတ်လုံးဝမသားဘူးနော်အဲ့လိုမျိုးနေခဲ့တာဟောအမေရိကန်နိုင်ငံမှာနေတဲ့ကုလသမဂ္ဂမှာအတွင်းမှုအနေနဲ့တာဝန်ယူတဲ့အခါကျတော့ရုံးပိတ်ရဲ့သူ့အိမ်မှာဒန်တလုံမင်းလေးတွေစိုက်တယ်ချင်းမောင်မင်းလေးတွေစိုက်တယ်ဥသန့်တို့တော့ကဘာကိုခေါင်းဆောင်နေတဲ့ခေါင်းဆောင်ကြီးကအဲ့ဒီခုနကရုံးတာဝဲနားတဲ့ရဲ့လေးကိုအိမ်မှာအပင်လေးတွေစိုက်စားတယ်အဲ့ဒါလိုမျိုးကွာအခုမင်းတို့အမေရိကန်နိုင်ငံမှာသမ္မတကြီးတွေမရှိဘူးလားအမေရိကန်သမ္မတဘရက်အိုဘားမားတို့မီရှယ်အိုဘားမားတို့ဆိုရင်အဲ့ဒီသမ္မတရုံးရဲ့နောက်မှာတစ်ပင်တွေစိုက်ထားတာသူတို့က organic စားတာနော်သမ္မတရုံးအားတဲ့ရက်ဆိုရင်တစ်ပင်လေးတွေစိုက်
ဒါကြောင့်သားတို့ဘုံအနှစ်ချုပ်မယ်အိမ်မှာသားကောင်းယရနာသမီးကောင်းယရနာအထက်တန်းကြတဲ့သားသမီးတွေဖြစ်ချင်းနံပါတ်1မိဘကုနံပါတ်1ဘာလို့အောင်မလဲမိဘကုတဲ့နေရာမှာချက်တဲ့ပြုတ်တဲ့နေရာတန်ရှင်းလုပ်တဲ့နေရာအဲ့ဒါတွေအကုန်လုပ်ဖို့လိုလားမလိုဘူးလားနောက်တစ်ခုသားတို့တွေကိုတစ်ပင်လေးတွေစိုက်နံပါတ်2ဘာလို့အောင်မလဲတစ်ပင်လေးတွေစိုက်တာကလူက creative thinking ပေါ့လေ critical thinking creative thinking တွေးခေါ်နိုင်တဲ့စွမ်းရည်တွေမြင့်စေတယ်ဒါကြောင့်နော်ဝေတို့ဖင်လန်တို့ဒိန်းမတ်တို့ဆွီဒင်တို့ဥရောပနိုင်ငံတွေကပညာရေးတအားကောင်းတယ်အဲ့နိုင်ငံကလေးတွေကိုတစ်နှစ်ဆိုရင်တစ်ပင်စိုက်ခိုင်းတယ်တစ်နှစ်အရွယ်ကလေးတွေကိုတစ်ပင်စိုက်အဲ့တစ်ပင်စိုက်တဲ့ကလေးတွေကတစ်ပင်လေးတွေချစ်တက်လာတယ်တီထွင်စမ်းသစ်တဲ့ညံလေးတွေတိုးတက်လာတယ်ဒါကြောင့်အဲ့ဒီကလေးတွေကနိုင်ငံကောင်းဆောင်လေးဖင်လန်နိုင်ငံကဝန်ကြီးချုပ်ဆိုရင်အသက်မှ20ကျော်ပဲရှိသေးတယ်ဝန်ကြီးချုပ်ဖြစ်နေပြီအံ့ဩတရားကောင်းလိုက်တာတော်လားမတော်ဘူးလားအဲ့ဒီကလေးလေးတွေကတစ်နှစ်လောက်ဆိုတစ်ပင်စိုက်တဲ့ထဲဟာကိုကြောင်းနေတခါတည်းလေ့ကျင့်ပေးတာဒါလေးတွေကိုလေ့ကျင့်မှာဂိုင်းနောက်ဆုံးတစ်ခုအနေနဲ့ပြောမယ်သူဘာတိတာသယာဝါစာပြောပါတယ်တော့အချင်းချင်းဆဲဆိုရမလားမိဘဆရာသမားတွေနဲ့ပြောတဲ့အခါအော်ဟစ်ပြီးတော့ပြန်ပြောရမလားမိဘဆရာသမားတွေကိုអော်လိုက်ရင်ဒါတော့သူတို့ဘုံပြောမယ်နော်ဒါတော့သူတို့ကမိဘဆရာသမားတွေကိုអော်ပြောတယ်ဆဲပြောတယ်အော်ကြီးကျယ်ပြောတယ်ဒါတို့သမီးတို့ကအကြီးအကဲဖြစ်လာတယ်မိဘဆရာသမားဖြစ်လာရင်ဒါတို့သမီးတို့ရဲ့မွေးထားတဲ့သားသမီးတွေတို့မို့တူတားနောင်မဲတွေတပည့်တွေကမင်းတို့ပြန်អော်ပြန်ဆဲရင်ကြိုက်လားအဲ့ဒါမကြိုက်ဘူးဆိုငယ်ငယ်လေးနေမိဘဆရာသမားတို့အော်ကြီးကျယ်ဆဲဆိုပြီးတော့ရိုင်းဆိုင်တဲ့အပြုမှုတွေပြောရမလားမပြောရဘူးလားတကယ်ချင်းရောဆဲဆိုပြီးတော့ပြောဆိုဆက်ဆံတဲ့လားလိမ္မာရင်ကျွတ်တာပြောဆိုဆက်ဆံဖို့ကောင်းလားမကောင်းဘူးလားအဲဒါကြောင့်လူငယ်တွေအတွက်အထက်တန်းကြတဲ့လူငယ်တွေမျက်တပန်းလှခြင်းနဲ့အထက်တန်းကြခြင်းနဲ့ဆိုရင်ဤချင်းမတကူဖြစ်ရမလဲနံပါတ်1ကပါရတော့ဘာဟုသိစင်စာဘုဒ္ဓများအောင်စာရိဖတ်နောက်တစ်ပတ်နေ့သိပ္ပင်စာအသက်မူအားကြောင့်အတတ်ပညာတွေကိုသင်နောက်နံပါတ်3ကစီးနဲ့ကန်းနဲ့နေထိုင်တဲ့အောင်လေ့ကျင့်နောက်နံပါတ်4ကအပြောအဆိုချိုသာယဉ်ကျေးအောင်လေ့ကျင့်အဲ့ဒါတော့ဘယ်နှခုတော့အဲ့တော့ဘုံဘုံကခုနအရှိမပြောခဲ့တာကဘယ်နှခုစိတ်နေစိတ်ဓာတ်အရာပြောခဲ့တာဘယ်နှခုမှတ်မိသလားပြန်ပြောကြည့်နံပါတ်1ဘာစိတ်ဓာတ်ရှိရမလဲမေတ္တာရှိရမယ်နံပါတ်2ကနံပါတ်3ကအဲ့ဒီစိတ်နေစိတ်ဓာတ်တွေတည်ဆောက်ဖို့လိုလားမလိုဘူးလားမင်္ဂလာတုတ်လာတဲ့မင်္ဂလာတရားကဘယ်နှပါလူငယ်တွေမဖြစ်နေလိုင်းနာကျင့်သုံးမဲ့မင်္ဂလာကဘယ်နှပါဘာတွေတော့ဘာဟုသစ္စေစာသိပ္ပင်စာဝိနယောစာသူတိခိတောသူဘာတိတာစာယာဝါစာဒါပညာရေးမင်္ဂလာ၄ပါးအဲ့ဒါလိုမျိုးစိတ်ထား၃မျိုးပညာရေးမင်္ဂလာ၄မျိုးနဲ့လေ့ကျင့်ထားရင်သားတို့သမီးတို့ကအထက်တန်းစားစိတ်သက်တွေလည်းပိုင်ဆိုင်တဲ့သူတွေဖြစ်သွားမယ်အမြတ်ဆုံးသောလုပ်ရက်တွေနဲ့ကိုမှုနှုတ်မှုစိတ်မှုမှာလည်းလှုပ်ဆောင်နိုင်တဲ့စွမ်းရည်ပြေဝတဲ့သားတွေသမီးတွေဖြစ်မလားမဖြစ်ဘူးလားဒါကြောင့်အထက်တန်းသားသိတဲ့အမြတ်ဆုံးသောလုပ်ရက်တွေကိုလှုပ်ဆောင်နိုင်စွမ်းရှိတဲ့ယဉ်ကျေးလိမ္မာပြီးတော့ဖွံ့ဖြိုးတိုးတဲ့သားငယ်သမီးငယ်တွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်ဘုန်းဘုန်းရဲ့ဟောကြားမှုကိုညီကုန်းချုပ်ပါတယ်သားတို့သူတို့အားလုံးမင်္ဂလာပါ